အားလုံးပဲမင်္ဂလာပါမြင်းတဲ့တိုင်းမှာပဲเนาะအရန်ကိုတာယာလှပတဲ့ကမ်းခြေလေးတစ်ခုပါပဲဗျเนาะရေတွေကလည်းကြီးနေတာပဲနောက်တစ်ခုတော့မော်တော်ဘုတ်တင်နဲ့เนาะဒီကမ်းခြေကိုလာရောက်လက်ပတ်တဲ့သူတွေလည်းအရန်များပါတယ်ဗျာမြင်းတဲ့တိုင်းမှာပဲရှူခင်းတွေဘာတွေပြောစရာကိုမရှိဘူးเนาะဒါကြောင့်ဒီနေရာကိုလာရောက်လက်ပတ်ဖို့လေကျွန်တော်ကတော့ထိုင်းရောက်မြန်မာပြည်သူတွေပြောပြချင်ပါတယ်နောက်ထပ်ကျွန်တော်တို့တွေအစားဆုံးကြည့်ပြပါဦးဗျဒါကလည်းကျွန်တော်မနေ့အစောကြီး3နာရီခွဲလောက်ထားသွားတာပေါ့နော်ညဆိုရင်လေးပေါ့ဒါတော့မနေ့မိုးလင်း7မှာဝင်းဝယ်ပြီးတော့အထွက်ကလေးပေါ့လမ်းကြောင်းရင်ရှူရင်းလေးတွေနဲ့ကျွန်တော်ဆရာကားမောက်ဖို့လေပေါ့แล้วก็လူတွေလည်းငိုင်းနေပါလေကျွန်တော်မိသားစုတွေအဝင်လေးတွေမှာလည်းပန်းလေးနဲ့ငူဝါပန်းလေးနဲ့တုံတန်းလေးနဲ့ရမ်းလှပါတယ်ဗျဒါတော့အဝင်ပေါ့ရောက်ပါပြီခင်ဗျာကျွန်တော်တို့တွေကျေးဇူးအားပေးနေပါခင်ဗျာဒါပါအေးရရင်မခံနေတဲ့ပေတာပင်နဲ့မညှို့နှွမ်းမြေမုံမတော်ဘူးဒါမင်းပြောခဲ့တာ
ပါဖြူစင်စွာငါထင်မိရဲ့ယုံကြည်စွာငါမြန်လို့ခဲ့အညာလာချေကလုံးဝအဖြူတယ်ပါကျင်နာရဲ့ပေးခဲ့ပြီးတန်ရတဲ့အနဲ့ထားပြီးဟိုဝင်ဆုံးနင်ပြေထွက်သွားတာပါဟိုတိတ်နေတာရင်မပွေးပါတန်းစားကလွမ်းချင်ရငါ့ကိုကျွေးနေနေရမြဒါရီမင်းကမသိပါဟေးအရေးမခံသေးဘူးပေတာတွေနဲ့မညှို့နှွမ်းမှဘူးချစ်သူပုံနဲ့ဟောင်းမရပြီတာတခါပြန်လာကိုမြင်နေချင်